အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ခက်ခက်ငယ်လူငယ်လေးတယောက်အိမ်လိုမရတဲ့ယောဂတကူဖြစ်လာကအိမ်မက်ကဘာနဲ့ဆက်နယ်နေခဲ့ပြီးတူဆန်တဲ့ AR တွေနဲ့အတူသူ့ရဲ့တငယ်ချင်းနှစ်ယောက်နဲ့ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို2024ခုနှစ်ကထွက်ရှိတဲ့အင်ဒိုနီးရှားဟော်ရာကားလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မူတိုင်းနဲ့ညတညမှာရေဒီယိုကနေတခြင်းတစ်ခုနဲ့ဇလန်းကိုစတင်ထားပါတယ်ရေဒီယိုမရှိတဲ့ကောင်လေးတယောက်အိပ်ပျော်နေစဉ်သူ့ရဲ့အမေကအိမ်ကိုဂရုစိုက်ရန်တတိပေးပြီးအဖေပေးသူနဲ့အတူအိမ်ထဲကနေထွက်ခွာသွားခဲ့ပါတယ်ဒီလိုနဲ့နန်းသက်ကောင်ရဲ့အချိန်ကြီးရီဒီနိုးလာကသူ့ရဲ့အခန်းကလည်းပွင့်နေတာကိုတွေ့လိုက်ရပါတယ်။သူ့ရဲ့မိဘတွေကိုလိုက်ရှာရင်းနဲ့ဘယ်သူမှမတွေ့ပဲစဝေးသောဖြစ်ကဗီဒင်းဘောကနေလာတဲ့အတန်တစ်ခုကြောင့်ထိတ်လန့်သွားပါတယ်။အိမ်တွင်အေးအောင်များပေါ်လာပြီးသူ့အမေရဲ့ရုပ်ပုံမှပြန်ဝင်နေသည်ကိုတွေ့ရပါတယ်။ကြောင်းလန့်စွာပြီးမျက်လုံးမိတ်လိုက်စဉ်သူ့ရဲ့အမေကသူ့ကိုဆွဲကအခန်းထဲသို့ပြုံးဝင်ခိုင်းတော့လဲတကားမှအလိုလျောက်ပွင့်သွားပါတယ်။တကားပွင့်ရင်လုံးကန်နေစဉ်အမေဖေတူကချောင်းလန့်လာပြီးနောက်ဆုံးမှရီဒီကလမ်းမော်သူထွက်ပြေးကကားထဲမှာသူ့ရဲ့အဖေနဲ့အမေတိတ်ဆုံးနေတဲ့အလောင်းကိုတွေ့လိုက်ပါတယ်။တိတ်မကြခင်မှာပဲသူ့ကိုယ်သူအခြားပုံစံနဲ့ပြန်မြင်ရပြီးအဲဒီသူကရီဒီရဲ့လေပင်ကိုညှစ်ပြီးတော့ဘာလို့သူတို့နဲ့မတည်ခဲ့တာလဲဆိုပြီးတော့မေးနေပါတယ်။ဒီဖြစ်ပျက်တွေကအိမ်မက်လိုအကြောင်းအရာတွေပဲဖြစ်ပြီးရီဒီကအိမ်မက်ဆိုးတွေညာတိုင်းလိုမှတ်နေတာပဲဖြစ်ပါတယ်။တကယ်တမ်းတော့သူ့ရဲ့မိဘတွေကတခုတူကလေကြောင်းလေးတက်ခက်ခံရတာဖြစ်ပြီးတိတ်ဆုံးသွားတာပဲဖြစ်ပါတယ်။ရီဒီကအဖိုးပိသူကန်နဲ့အတူနေတာဖြစ်ပြီးတရက်သူအိမ်အောက်ထက်ကိုဆင်းလာနေစဉ်အဖိုးပိသူကတီဗီကလာနေတဲ့ထိတ်လန့်စရာလူသတ်မှုမူကင်းတတွင်းတွေကိုကြည့်နေတာကိုရီဒီလည်းတီထားမိလာပါတယ်။အဲနောက်ရီဒီလည်းကျောင်းကိုတော့ဘတ်စကားပေါ်ကိုတက်သွားကနားပဲအိမ်မပြောတာကြောင့်ထိုင်ကုန်တစ်ခုမှခဏတစ်ပြုတ်အိတ်လိုက်ပါတယ်။အဲ့ချိန်ယူဒီရဲ့သူ့ရဲ့နားထဲမှာသူ့အမေကအကူကြီးတောင်းနေတဲ့အတန်ကိုကြားလိုက်ရပါတယ်။ရီဒီလည်းမျက်လုံးဖွေးကြည့်လိုက်တဲ့ချိန်မှာသူ့အဖေနဲ့အမေကကြောက်စရာကောင်းတဲ့မျက်နှာတွေနဲ့ချောင်းလန့်လိုက်တာကြောင့်ရီဒီတယောက်လည်းစာသင်ခန်းတစ်ခုကနေနန်နိုးလာပါတယ်။ခဏကြာတော့သူတို့အတန်းကိုဟူလန်ဆိုတဲ့ကျောင်းသူအစ်တရရောက်လာကဆရာကအတန်းသားတွေနဲ့အတူမိတ်ဆက်ပေးပါတယ်။ဟူလန်ကရောက်ချင်းမှာပဲရီဒီရဲ့မျက်နှာကိုတေချာစိုက်ကြည့်နေတာကိုရီဒီတယောက်လည်းသေထားမိလာပြီးသမားရဲ့ပုံစံကအထူးဆန်းနေတယ်လို့ခံစားရပါတယ်။အဖိုးပြသူကန်ကတော့စိတ်ပိုင်းဆိုင်ရာမှာကျွမ်းကျင်တဲ့ဆရာဝန်တယောက်နဲ့ရီဒီရဲ့အိမ်မပြောတဲ့ယောဂကိုကူပေးပါတယ်။အဲနောက်ဆရာဝန်ကရီဒီကိုစေဝါလမ်းညွှန်ပေးပြီးအေးစီအနားရဖို့ကိုသာပြောလိုက်ပါတယ်။ဒီလိုနဲ့ရီဒီတို့မြေပုံနှင်းရောက်လဲသူတို့ရဲ့အိမ်လေးကိုပြန်လာကြပြီးအိမ်ငူဖြစ်တဲ့အာလာကတော့မြေပုံနှင်းရောက်စကားအများနေတာကိုကြည့်ပြီးနှောင်ရင်းနေပါတယ်။နောက်တနေ့ရီဒီတို့ကျောင်းမှာဟောပြောပွဲရှိတာကြောင့်ဆရာကအမေမှာစကားပြောကြားနေစဉ်ရုတ်တရက်ရီဒီရဲ့စိတ်တွေကကြောက်လန့်လာပြီးတိတ်ဆုံးသွားတဲ့အလောင်းပုံတွေကိုမြင်နေတာကြောင့်ကြောက်လန့်နေချိန်ဂူလန်ကရီဒီရဲ့လက်ကိုကင်ပြီးတော့အသက်ပုံမှန်ရှုဖို့ကိုသာပြောလိုက်ပါတယ်။ဂူလန်ကငငယ်လေးကလေးကတရေတစီတွေကိုမြင်နိုင်တဲ့ရှိတဲ့သူတယောက်ပါဒါကိုလေရီဒီကိုသူမှပြပြပါတယ်ဒီလိုနဲ့ရီဒီကညရောက်တိုင်းအိမ်မပြောပဲကြောက်စရာကောင်းတဲ့အိမ်မက်ကဘာစီကိုရောက်သွားပြီးအဖေားကိုတယောက်နဲ့လူသေးအလောင်းတွေကိုလည်းမြင်နေရပါတယ်ရီဒီလည်းနေတိုင်းလိုဒါတွေပဲမြင်ရတာကြောင့်သူရဲ့စိတ်အခြေအနေကပုံမှန်အနေထားမဟုတ်ပဲရိုးကြောင်ကြောင်ဖြစ်လာပါတယ်။အနေရောက်တော့ကျောင်းသားမှုပြည့်စုံနေရင်သူ့ဘူကန်တည်င်းကြည့်နေတဲ့နေရာကိုရောက်လာကတီဗီကနေလူတေဆုံးမှုတည်င်းတစ်ခုကိုတွေ့ပြီးအဲ့ဒီတေဆုံးသွားတဲ့သူကသူများကအိမ်မက်ကမှာတွေ့ခဲ့တဲ့သူပဲဖြစ်ပါတယ်။ဒါကိုမြင်တော့ဗီဒီလေးထိနှံသွားပါတယ်။အဲဒါကြောင့်သူ့ရဲ့တငယ်ချင်းဖြစ်သူဂျက်နဲ့တိုင်ပင်ပြီးတော့တေဆုံးသွားတဲ့သူရဲ့အိမ်ကိုတောက်ဖို့အတွက်ဖြစ်လာပါတယ်။ဒီလိုနဲ့နေအောင်သားနိုင်အိမ်ကိုတွားနေကြပြီးနိုင်အိမ်ကိုရောက်လာတဲ့အချိန်မှာတော့တိတ်ဆုံးသွားတဲ့သူရဲ့မိမကသူ့ရဲ့ယောက်ျားကိုမကောင်းဆိုးဝါးကတတ်လိုက်တယ်ဆိုပြီးငိုပြီးတော့ပြောနေပါတယ်။ရီဒီလည်းအခြားတစ်ဖက်ကိုလှမ်းကြည့်လိုက်ချိန်မှာတော့အိမ်မက်ကဘာမှာသူမြင်ခဲ့တဲ့အဖွားအိုတယောက်ကိုတွေ့လိုက်ပါတယ်။ရီဒီလည်းသိချင်စောနဲ့အနားကိုပြေးသွားလိုက်ပါတယ်။ဒါပေမဲ့လမ်းစာပျောက်သွားပြီးအဲ့ဒီပတ်ဝန်းကျင်မှာလူရိပ်လူရောင်တော့မတွေ့ရပါဘူး။ဒါကြောင့်တော့ရီဒီလည်းရူလန်နဲ့တငယ်ချင်းဖြစ်သွားပြီးကျန်တဲ့တောင်းရတာသူတို့ဖြစ်ခဲ့တာတွေကိုပြောပြနေကြပါတယ်။အဲဒါတော့ရီဒီရဲ့အခန်းကိုအင်ကိုဖြစ်တဲ့အာလာကရောက်လာပြီးရီဒီရဲ့အနားကိုလာကငယ်လေးကမိဘမဖြစ်တာကြောင့်ဒီသားသုံးဝင်ဖြစ်တဲ့အဖိုးကန်းရဲ့စကားကိုလိမ့်လိမ့်မမာနဲ့နားထောင်မှုကိုပြောပြနေပါတယ်။အဲဒီညမှာပဲရီဒီကအိမ်ဖို့လုံနေရင်အိမ်မက်ကဘာကိုထပ်ပြီးတော့ရောက်သွားပါတယ်။ရီဒီလည်းသူပါလို့အဲ့ဒီအိမ်မက်ကဘာတဲကိုခဏခဏရောက်နေတာလဲဆိုတဲ့အဖြစ်ကိုရှာဖို့အတွက်သူအိမ်မက်ကဘာထဲမှာရှောက်ပဲ့ကြည့်ရင်မကောင်းဆိုးဝါးနဲ့ရင်ဆိုင်ရတာကြောင့်ပြီးရင်သူအမြဲတွေ့တဲ့အဖွားကိုတယောက်နဲ့ထပ်ပြီးတော့တွေ့လိုက်ရပါတယ်။အဲ့ဒီအဖွားကဒီနေရာကနေမြင်မြင်ထပ်သားရမယ်လို့ဆိုတာရီဒီရဲ့ရင်ဘတ်ကိုအချွန်းတစ်ခုနဲ့ထိုးလိုက်ပါတယ်။အဲဒါကြောင့်ရီဒီလည်းအိမ်ယာကနေနန်နိုးလာပြီးကြောက်လန့်နေပါတယ်။နောက်တရက်ရီဒီရဲ့အိမ်ကိုဂူလန်နဲ့ဂျက်ကရောက်လာကစကားတွေပြောကြပြီးဂျက်နဲ့ဂူလန်ကစကားများပြီးဂျက်ကအခန်းထဲကနေထွက်သွားပါတယ်။ဂျက်တက်သွားပြီးတိတ်မကြခင်မှာပဲဂူလန်ရဲ့ပုံစံကပုံမှန်မဟုတ်တော့ပဲကြောက်စရာကောင်းတဲ့ပုံစံဖြစ်လာကတမရဲ့ခန္ဓာကိုယ်ထဲကိုရီဒီရဲ့အိမ်မက်ကဘာတွေကအဖွားနူးဆိုတဲ့သူကဝင်ကူးနေတာပဲဖြစ်ပါတယ်
အဖွားနုကရီဒီအခုလိုဖြစ်နေတာတွေကိုပျောက်သွားအောင်လုပ်ဖို့နီးလန်းအနေနဲ့အနောက်ဘက်အမေကန်အပေါ်ကအိမ်လေးစီကိုတွားလို့စစ်ခိုင်းပြီးဟူလန်းကိုပူးနေတဲ့ဝိညာဉ်လည်းထွက်သွားခဲ့ပါတယ်။အဲ့ဒါနဲ့ရီဒီလည်းသူ့ရဲ့ဆိုးရတဲ့အိမ်မက်ကဘာကိုပျောက်သွားအောင်လုပ်ဖို့အတွက်အဖိုးဘီတူနဲ့သူ့ရဲ့တငယ်ချင်းတွေကိုတိုင်ပင်ပါတယ်။အဖိုးဘီတူကန်းလည်းအနောက်ဘက်မြင်ကန်းပေါ်မှာမိုင်ရွှေလို့ခေါ်တဲ့ရွာလေးတရာရှိရဲဆိုတဲ့အကြောင်းကိုပြောပြပြီးတင်နီယာကိုလမ်းညွှန်ပေးပါတယ်။ဒီလိုနဲ့ရီဒီနဲ့ချက်ကအနောက်ဘက်မြင်ကန်းစီကိုတွားဖို့အတွက်ဖြစ်လာခဲ့ပါတယ်။တိတ်မချခင်မှာပဲရီဒီနဲ့ချက်ကဆိုင်ငံတစ်စီးနဲ့ထွက်သွားခဲ့ကခရီးတော်တော်များများကိုဆက်ခဲ့ပြီးနောက်ဆုံးမှာတော့အနောက်ဘက်မြင်ကန်းကရွာလေးစီကိုရောက်လာပါတယ်။လူမနေတော့တာကြာပြီဖြစ်လို့အဲ့ဒီအနီးနားပတ်ဝန်းကျင်မှာရှိတဲ့အိမ်တွေကဟောင်းနှမီပျက်စီးနေပြီးအဖွားနုပြောတဲ့အိမ်လေးစီကိုရီဒီနဲ့တငယ်ချင်းပြည်သူချက်ကရောက်လာပါတယ်။ဟိုရောက်တော့အိမ်တကားကိုဖိနှိပ်ပြီးအဖွားနုကိုအဝေးကနေမြင်လိုက်ချိန်မှာရီဒီတယောက်လည်းမူးလဲသွားပြီးတတိမိပြီးတော့တိတ်ဆုံးသွားတဲ့သူ့ရဲ့အဖေနဲ့အမေကိုအိမ်မက်ကဘာထဲမှာတွေးလိုက်ရပြီးတစုံတယောက်ကသူ့မိဘတွေကိုလာခေါ်နေတာပဲဖြစ်ပါတယ်။အဲနောက်ရီဒီတယောက်လည်းတတိပြန်ရလာကသူ့အဖိုးအိမ်ကိုရှောင်းနေတာဖြစ်ပြီးအဖွားနုကိုမြင်လိုက်ရတဲ့ကြောင့်လန်သွားခဲ့ပါတယ်။ဒါပေမဲ့အဖွားနုကတော့စိတ်အေးထားဖို့ကိုသာပြောပြီးရီဒီအခုလိုတွေဖြစ်နေတာကိုပြောက်ွယ်သွားအောင်လုပ်ဖို့အတွက်လွန်ခဲ့တဲ့နှစ်20ကျော်ကဖြစ်ခဲ့တာတွေကိုပြန်ပြောနေပါတယ်။အရင်ကမိုင်ရွှေလို့ခေါ်တဲ့အနောက်ဘက်မြင်ကန်းပေါ်ကရွာလေးတရွာမှာရွာသူရွာသားတွေအရန်ကိုလေးစားရတဲ့ဆွေမအမည်ရှိတဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ်။အဲ့ဒီအမျိုးသမီးမှာ9နှစ်ရွယ်မွေးစားထားတဲ့ကလေးတစ်ယောက်လည်းရှိပါတယ်။ပထမတော့ရွာသူရွာသားတွေကသူမကိုအရန်ကိုလေးစားကြည့်ကြကြပြီးအမေငယ်တော့သူမကအထက်နဲ့ဆုံးမတယောက်ပဲဖြစ်ပါတယ်။သူ့စီကိုလာတဲ့ဘသူမဆိုအရှင်မထားပဲသူ့ရဲ့စုံအုံတက်တွေကိုတိုးတက်ဖို့အစီအယူနေနဲ့အကုန်လုံးကိုတက်ဖြစ်ပါတယ်။တရက်ရွာသူရွာသားတွေလည်းရွာမှာလူတွေပျောက်နေတာကိုတတိထားမိပြီးစီမလက်ချက်နဲ့တိတ်ဆုံးနေတာကိုတည်သွားတဲ့အချိန်မှာတော့သူမကိုရွာပြင်ကိုခေါ်ပြီးတော့အပြစ်ပေးပြီးဖမ်းချုပ်ထားပါတယ်။ဒါတွေကိုမြင်နေရတဲ့သူမရဲ့မွေးစားကလေးကတော့အမေလိုချစ်ရတဲ့သူကိုရဲရဲဆက်ဆက်အပြစ်ပေးလို့တရားလုံးကိုမုန်းတီးနေတာပဲဖြစ်ပါတယ်။စီမလည်းအစာမစားပဲ3ရက်လောက်ဖမ်းချုပ်ထားတာကြောင့်တိတ်ဆုံးသွားပါတယ်။ဒုစနာကတပတ်လောက်နေတော့ရွာသူရွာသားတွေလာကြည့်လိုက်တဲ့အချိန်မှာသူမရဲ့အလောင်းကရှိမနေခဲ့ပါဘူး။အဖွားနုလည်းအခုလိုရီဒီစီကြားရောက်တဲ့မကောင်းတဲ့အရာတွေကစီမာနဲ့ဆက်နွယ်နေတဲ့ဆိုကသူမရဲ့အလောင်းကိုမဲရအောင်ရှာပြီးပြီးချုပ်ပြီးမှရီဒီပေါ်မကောင်းတဲ့အရာတွေပြောက်ကွယ်သွားမယ်လို့ဆိုပါတယ်။တပည့်တော်လည်းသူမကိုရှာဖို့အချိန်မရှိတော့တာကြောင့်ဒီညတွင်စတင်ပြီးလုံးမယ်လို့ဆိုကရီဒီကိုကူညီဖို့လက်ပြတန်းတဲ့မိန်းကလေးတစ်ယောက်လိုတယ်လို့ဆိုပါတယ်။ဒါကိုကြတော့ဟူလန်လည်းသူကူညီပေးမယ်လို့ဆိုကအဲ့ဒီညမှာပဲအဖွားနုကရီဒီနဲ့ဟူလန်ကိုအစီအရင်နဲ့အိမ်မက်ထဲမှာဆူမကိုရှာဖို့အတွက်လုပ်ပေးလိုက်ပါတယ်။ဒီလိုနဲ့ရီဒီနဲ့ဟူလန်တို့နှစ်ယောက်လည်းအိမ်မက်ကဘာစီကိုရောက်သွားကြပြီးအိမ်မက်ကဘာမှနေရာဆုံးကိုလိုက်ရှာဖို့ကြိုးစားနေပေမဲ့အရန်အန်နေရများတာကြောင့်လက်ရှိကဘာကိုပြန်ရောက်လာကြပါတယ်။အဖွားနုကအိမ်တော်ဖေးကိုတွားနေတော့တစုံတယောက်ကသူ့ရဲ့လေပင်ကိုဓာတ်နဲ့လှီးပြီးရဲရဲဆက်ဆက်တပ်ပစ်လိုက်ပါတယ်။တစ်ဖက်မှာတော့အာလာကအလောင်းကောင်တစ်ခုကိုကြည့်ပြီးတော့ငိုနေခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့ရီဒီနဲ့ချက်ကအခန်းထဲမှာစကားပြောနေရင်ရူလန်ရဲ့ပုံစံကကြောက်စရာကောင်းတဲ့အထင်ပြေတွေနဲ့စီမရဲ့ဝိညာဉ်ကသူမရဲ့ခန္ဓာကိုယ်ထဲကိုဝင်ပူးပြီးတားကြိုတွေတစ်ခုကိုဆူပြီးတော့အခန်းထဲမှာရှိတဲ့သူတွေကိုတပ်ပစ်ဖို့ကြိုးစားပါတယ်။ပြီးတော့သူ့ရဲ့အလောင်းကိုမိရှုဖို့ကြိုးစားတဲ့ဘသူမဆိုဘွာကူမလှဘူးဆိုပြီးတော့အချိန်ကြောက်နေပါတယ်။ရီဒီလည်းသူမရဲ့မျက်နှာကိုအဝတ်စားတစ်ခုနဲ့အုပ်လိုက်ပြီးသူမရဲ့လက်ကိုအချုံတစ်ခုနဲ့ထိုးလိုက်ပါတယ်။အချုံနဲ့ထိုးလိုက်တာကြောင့်သူမရဲ့ခန္ဓာကိုယ်တွေကစီမရဲ့ဝိညာဉ်လည်းထွက်သားခဲ့ကဟူလန်ကိုဆေးရုံကိုအမြန်ပို့လိုက်ပါတယ်။ဆေးရုံရောက်တော့ချက်ကစီမဝင်ဘူးတော့ကဆိုခဲ့တဲ့တားချော်တွေအတန်ကိုအတန်ဖမ်းထားတာကြောင့်ပြန်ပြီးနားထောင်ရင်းနဲ့ရီဒီရဲ့အခန်းထဲမှာဒုစရနဲ့အရာတကူရှိလိမ့်မယ်လို့ဆိုကအလဲအမြန်ပဲရီဒီရဲ့အိမ်ကိုအကုန်လုံးပြန်သွားကြပါတယ်။ဟိုရောက်တော့ချက်ကအခန်းထဲကိုရှောက်ဖက်ရှာကြည့်ရင်းနဲ့အစီအရင်နဲ့ကြိမ်တန်းတိုက်ထားတဲ့အယုတ်တစ်ခုတွေ့လိုက်ရပါတယ်။ဒါကိုမြင်တော့တောင်းရောက်သားလဲကောင်းချင်းဆိုင်ပြီးအံ့ဩနေကြပါတယ်။အဲနောက်အဖိုးပစ်သူရဲ့အတန်ကိုမကြားရတာကြောင့်အဖိုးကန်းရဲ့အခန်းထဲကိုပြေးသွားလိုက်ပါတယ်။ဟိုရောက်တော့အဖိုးကန်းကတတိမိနေရပဲဖြစ်ပါတယ်။ရီဒီလည်းသူ့ဖိုးရဲ့မျက်နှာကိုလေဘဲနဲ့ကင်ပြီးအိမ်မက်ကဘာစီကိုရောက်သွားပါတယ်။အိမ်မက်ကဘာမှာတော့စီမာကသူ့ဖိုးရဲ့အသက်နဲ့ရီဒီကိုလဲဖို့ပြောနေပါတယ်။ဒါပေမဲ့လည်းရီဒီကတော့ဘာတစ်ခုမှပြန်မပြောပဲသူ့ဖိုးကိုအမြန်ခေါ်ပြီးအိမ်မက်ကဘာထဲကနေပြေးဖို့လှုပ်ပါတယ်။စီမာကလည်းအလုံးမပေးပဲရီဒီရဲ့အဖိုးကန်းရဲ့အနောက်ကိုလိုက်ပြီးတော့အောက်ရှက်နေပါတယ်။အဲနောက်ရီဒီနဲ့စီမာလည်းအပြန်အလှန်တိုက်ခတ်ကြရင်ဖိုးကန်းကစီမာရဲ့နောက်ကျောကိုအချုံတစ်ခုနဲ့ထိုးလိုက်ပြီးအိမ်မက်ကဘာကနေနေရာလုံးနဲ့လွတ်မြောက်သွားပါတယ်။ဒါပေမဲ့အဖိုးကန်းကတော့လုံးဝခုံမရတော့တာကြောင့်စိတ်ရောင်ကိုအမြန်ခေါ်သွားပြီးအရေးပေါ်အခြေအနေတွေအတွက်ခွဲစိတ်မှုတွေပြုလုပ်ရပါတယ်။ခွဲစိတ်မှုတွေအပြီးမှာတော့ဆရာဝန်ကစိတ်ပူစရာအခြေအနေမဟုတ်တော့တဲ့အကြောင်းကိုလာပြီးတော့ပြောတဲ့ကြောင်းရီဒီတယောက်လည်းပြောသားခဲ့ပါတယ်။အဖိုးဘေးသူရဲ့အနားမှာလူနာစားအုံနေနဲ့ရီဒီကနေပြီးဂျန်နဲ့ဝီလန်ကတော့စီမာရဲ့အလောင်းရှိတဲ့နေရာကိုအတီတကျတည်ညထားတာကြောင့်နေရောက်သားလဲတွားလိုက်ပါတယ်။ဟိုရောက်တော့အလောင်းကိုဖွင့်ကြည့်ပြီးပြီးရှုဖို့လုံးနေချိန်မှာပဲအာလာကဓာတ်တစ်ချောင်းနဲ့ရောက်လာပါတယ်
ပြီးတော့သူ့ရဲ့မွေးစားအမေကိုဘယ်သူမှထိလို့မရဘူးလို့ဆိုတာအဲဒါလုံးမှတိတ်ဆုံးသွားတဲ့လူတီမှုတွေရဲ့အဓိကတရားကသူပဲလို့ပြောပါတယ်သူဘာလို့အခုလိုတွေလုံးနေရလဲဆိုတော့သူ့ရဲ့အမွေသားအမေကိုတက်ပြစ်တဲ့ရသားတွေထဲမှာဂန်းနဲ့ပါတယ်လို့ပြောပြီးဂန်းကိုတက်ဖို့သူ့ရဲ့အိမ်မှာအင်ကူဘဝနဲ့အကြာတီးနေခဲ့ရတယ်လို့ဆိုပါတယ်ရီဒီကတော့သူ့ဖိုးရဲ့အနားမှာလူနှဆောက်ပေးနေရင်အိမ်မက်ကဘာတွေကိုရောက်သွားကစီမာနဲ့အပြန်လည်တိုက်ခိုက်ရင်အိမ်မက်ကဘာနဲ့လက်ရှိကဘာကိုဆက်နွယ်ပြီးမကောင်းသောစီမာရဲ့တိုက်ခိုက်မှုကြောင့်ရီဒီတယောက်လည်းဒိုင်ယာရီနဲ့တိလူမျိုးပါဖြစ်နေပါတယ်အခြားတစ်ဖက်မှာတော့ဂျန်နဲ့ဟူလန်ကစီမာရဲ့အလားကိုမီးရှို့ဖြစ်ဖို့အတွက်အာလာနဲ့အပြင်းအထန်ရင်ဆိုင်နေရတာနောက်ဆုံးမှာတော့ဟူလန်ကအာလာရဲ့ကြောင်းကိုဓာတ်နဲ့ထိုးပြီးစီမာရဲ့အလားကိုမီးရှို့ပစ်ပါတယ်ရီဒီလည်းတိလူမျိုးပါဖြစ်နေတဲ့အခြေအနေကြောင့်စီမာရဲ့ရန်ကနေမရင်ဆိုင်နိုင်တော့ပဲဖြစ်နေခြင်းအလောင်းကိုမီးရှို့ပစ်လိုက်တာကြောင့်မကောင်းဆုံးစီမာတယောက်မီးလောင်ဝင်ပျောက်ကွယ်သွားခဲ့ပါတယ်ဒီလိုနဲ့အားလုံးအပြီးမှာတော့ရီဒီကအဖိုးပြီးသူအတွက်စားစရာတွေပြင်ဆင်ပြီးဒီဖို့နှစ်ယောက်လည်းပြပြပပနဲ့နေကြပါတယ်နောက်တစ်ခါမှာတော့လူတယောက်ကဆေးရုံခန်းတစ်ခုမှာမြမဖြစ်သူရဲ့လက်ကိုလက်ဆွတ်ဆွတ်ပေးနေရင်တားချိုတေးဆူကဆွတောင်းနေရင်နဲ့ဇလန်းလေးကဒီမာရင်ပြီးဆုံးသွားခဲ့ပါတယ်